ကဲလုံးမင်္ဂလာပါကျွန်တော် plus ပေါ့ကျွန်တော်ဒီနေ့မှာတော့အနာဒဂွန်တက်မှာပြပါတယ်အနာကိုကျွန်တော်အနာဒဂွန်တက်မယ်အနာကျွန်တော် miss လေးရထားပါပြီတက်ပြမှာခုကျွန်တော်အနာဒဂွန်တက်တဲ့နေရာရောက်ပါပြီအနာဘက်နဲ့ဟိုတော့ကျွန်တော် NCD ရရတဲ့နေရာနဲ့ပြလိုက်ပါတယ်ဟာလာကျွန်တော်ခုစတင်တော့ပါပြီဒါကတော့ဟိုတစ်ခေါက်ကကျွန်တော်တင်ထားဟိုဝေါ်တော့မဟုတ်ပါဘူးဗျအခုတော့ဆောက်ပါဗျာချောင်းဝါအားကြောင့်ကျွန်တော်အာမမပြပါပါဟဲ့အဲကျွန်တော်ခုစတင်ဖိုက်ပါပြီဖိုက်ကိုလုံနေတာပါဟဲ့ဖိုက်နေတာမဟုတ်တော့ကျွန်တော်ခုဘက်တစ်ချက်ကိုအမပြင်းနေသွားပြီဒီမှာတော့ခုစတင်တော့ဖိုက်ပါပြီဘိုးလည်းပဲဆက်နေဘိုးလည်းပဲစားတယ်ဒီတော့ဆောတော့တယ်ဒီလိုမျိုးကျွန်တော်တော့နေစိတ်လုံးပြက်မဖိုက်သေးဘူးလို့ကျွန်တော်ချိန်ဆိုရပါဟဲ့ sorry ပါကျွန်တော်ပြင်းလို့မဟုတ်ဘူးတော့ဝါကြီးမှာဆန်းနေကွာကျွန်တော် fight နေနဲ့ကျွန်တော်ဒါပြောနေတယ်ဟို fight နေပါလေ CD ပေါ့နော် CD ကျွန်တော်ဘာလို့လဲဆိုတော့မကြည့်လိုက်ပါအန်တာပဲက9ခုပဲရှိတော့တယ်အန်တာမန်လဲအန်တာမန်လေးဂိုင်းလာပါဗျာကျွန်တော်အန်တာမန်ကျွန်တော်မလို့ဒီလိုစိတ်တော့ဒါမှရှိနေဘယ်ရလဲတော့တကယ်တော့အဲ့မှာပပအမ magic fan တော့အခုကျွန်တော်တကယ် fight တော့မှပါတယ်ဒီလိုပဲဗျာအခုကျွန်တော် fight တော့မှဆိုရတယ်စပါအရင်ကတော့ရှိသွားပြီဟိုမှာတော့ဆက်နေတော့မလို့ဟုတ်ဘူးဟုတ်တယ်ကျွန်တော်အုပ်တယ်တို့တွေဖြစ်တာလားကျွန်တော်လည်းဒီ glitch လို့ထင်တာကျွန်တော် glitch နဲ့လက်တန်သွားတော့ဆက်နာမှရောက်တော့ပြန်ဒီလိုဆိုးတယ်နော်ဒီကဘာသာရေးတင်နေတယ်လို့ကျွန်တော်ဒီကောင်းတယ်body လို့ထောင်းတယ်ဗျာထောင်းတယ်အားရပါရထောင်းတယ်လားဆောက်တယ်ကျွန်တော်လည်းဒီလိုအော်ဖန်လို့ဖြစ်သွားတာဗျာအော်ဖန်လို့ဖြစ်သွားတာဗျာအဲ့လိုဖြစ်သွားတော့ကျွန်တော်လည်းဖြစ်သွားလို့ရတော့ပြန်ကြတာဟဲ့ဒါနဲ့ကျွန်တော်ဆက်ဖန်လို့ဆက်ဖန်လို့ဆိုတော့အခုကျွန်တော်ထက်တက်တယ်တက်ရင်ကျွန်တော်ရှိလိုက်ရငါတော့3ထောင်းမြောက်လို့ဆိုတော့အားကြောင့်မလို့ပါအဲ့ကျွန်တော်လည်းသူနဲ့ရိုက်တယ်ဒါနဲ့ခေါ်တယ်ဒီလေးရတယ်ဒါနဲ့ခေါ်တယ်ဒီလေးရတယ်ဒါနဲ့ခေါ်တယ်ဒါနဲ့ခုန်နေတယ်အဲ့ဒါနဲ့ဟာတမျိုးလေးပြောင်းကြည့်မယ်ဆိုတော့မြားလေးနဲ့ပြစ်လိုက်ပါလေမကြည့်ပါဘူးခဏပြစ်တယ်ကျွန်တော်တိတ်ချပြစ်တယ်ချိန်နဲ့ပြစ်တယ်မကြည့်ဘူးနောက်တော့ပြစ်တယ်မကြည့်ပြန်ဘူးနောက်တော့ပြစ်တယ်ထိသွားတယ်ကျွန်တော်ဆရာရဗျာအဲ့လိုမျိုးတော့ပြန်တော့ပြစ်တယ်တစ်ချက်ပြစ်တယ်မနောက်ခါပြစ်တယ်နော်ထပ်ပြစ်တယ်ထိရတယ်အဲ့တော့နောက်ဆုံးတစ်ချိန်ကျွန်တော်နောက်ထပ်များနဲ့ပြစ်လိုက်တာပြေဆုံးသွားပါလေနောက်ဆုံးတော့ကျွန်တော်တို့ရရှိနိုင်တဲ့ပွဲစဉ်ကျွန်တော်တို့နောက်ဆုံးဟာပြီးနိုင်သွားပါပြီညာကျွန်တော် ESP ယူမယ် ESP ဘယ်လောက်ရမလဲလောက်ရမယ်ဟာတရားတော့မကြည့်လိုက်ဘူးနည်းနည်းလေးလို့တော့ကျွန်တော်အမကျွန်တော်မတရားကိုခင်းလိုက်မယ်ဗျာဘာလို့လဲဆိုတော့အမကျွန်တော်ဟိုရိုက်ဖို့မဟုတ်ပါဘူးထောက်ရှိပါမေးရှင်ပေါ်ဟာကိုရိုက်မယ်မုံတော့ကျွန်မဆွနာအမမုံတော့ကိုလိုက်သွားမယ်ဟိုအောက်မှာပြလိုက်တော့သူ့အောက်ကိုပြညာလို့ရင်တော့စစ်ဆေးရုံမှာပဲလက်ရှင်လို့ပြောလိုက်ပါစစ်ဆေးရုံမှာသူ့အောက်ကိုပြဆိုတော့ဒါပဲကနေတူလိုက်ပါလေပြီးလို့ရှင်တူတယ်ပြင်းဆောင်တာပြင်းအလဲဟောက်သူပြကြပါပြန်မှာပြပါကျွန်တော်ရဲ့နောက်ဆုံးလူချင်းရဲ့ဟာကြီးနောက်ဆုံးတော့ကျွန်တော်ရဲ့နာဒရဂွန်ကိုရတော့ဒီ let's go ရတယ်ဒါပေမဲ့ like and subscribe လေးလည်းလုပ်ခဲ့ပေးပါဦးရှိပါတယ်